ခါတစ်ပတ်မှမြတ်စွာဘုရားယဟန်တော်များစွာချမ်းရံပြီးတော့ဆုံးခံကြွတော်မူတဲ့အခါမှာလမ်းခရီးမှာဝက်မာလေးတကောင်အစာရှာပွေစားတော့ပြီးတော့တွာလာနေတာကိုတွေ့ရတယ်။အဲ့လိုတွေ့တော်မူတဲ့အခါမြတ်စွာဘုရားကအဲ့ဒီဝက်ကလေးကိုကြည့်ပြီးတော့ဝက်မာလေးကိုကြည့်ပြီးတော့ပြုံးတော်မူတယ်တဲ့။အဲ့လိုမြတ်စွာဘုရားပြုံးတာကိုမြတ်စွာဘုရားရဲ့နောက်နာကနေကပ်ပြီးတော့ပါလာတဲ့ရှင်အာနန္ဒာကသိတယ်။မြတ်စွာဘုရားရဲ့သွားတော်ကနေပြီးတော့ဖြူဖွေးတဲ့ဩဒတရောင်ကြီးဟာလျှက်စီးလက်တလို့ဝင်းကနေထင်းကနေဖြစ်သွားတယ်လို့ဆိုတယ်။အဲဒါကြောင့်မြတ်စွာဘုရားပြုံးတော်မူတယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်အကျိုးအကြောင်းမေးလျှောက်တော့မြတ်စွာဘုရားကအာနန္ဒာတဲ့ဟောဒီဝက်မာကလေးဟာကောက်ကုတံမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကလူမိန်းမတယောက်ကနေသေပြီးတော့သူဟာကြက်မာလေးတစ်ကောင်ဖြစ်ခဲ့တယ်။အဲ့ဒီကြက်မာလေးကဘုန်းကြီးကျောင်းဝင်းကျင်မှာကျင်လဲကျက်စားပြီးတော့နေရင်းနဲ့တနေ့တော့စွန်တကောင်ကသူ့ကိုတုတ်ချီသွားပြီးတော့သူ့ရဲ့ခေါင်းကိုဖြတ်ပြီးတော့စားတယ်။ဒါပေမဲ့အဲ့ဒီကြက်မာလေးကယဟန်တော်တစ်ပါးရဲ့တရားဘာဝနာရွတ်ဖတ်တန်ကိုကြားရပြီးတော့ကောင်းမြတ်တဲ့စိတ်ကလေးနဲ့သေသွားတဲ့အတွက်ကြောင့်ဥပရိလို့အမည်ရတဲ့ဘုရင်ရဲ့တမီးသွားဖြစ်တယ်တဲ့ဘဝအတက်အကျနော်လူဘဝနဲ့ကျက်ဖြစ်တယ်ကျက်မဘဝနဲ့မင်းသမီးဖြစ်တယ်တေဂာလိစိတ်ပေါ်မှာမူတည်ပြီးတော့ဘဝတွေကဆက်ပြီးတော့ဖြစ်နေကြတာအဲ့တော့အဲ့ဒီမင်းသမီးဘဝရောက်တဲ့အခါကျတော့သူကတရားဘာဝနာနဲ့နည်းနည်းနီးစပ်တယ်လို့ပြောရမယ်ဒီနေ့တော့သူကအိမ်သာတရေနဲ့အဲ့ဒီအိမ်သာအောက်ခြေပါပိုးလောက်တွေအများကြီးထားကြွနေတာရှိတယ်အဲ့ဒါကိုကြည့်ပြီးတော့ဒီခန္ဓာရဲ့ယွန်ရှာဆက်စုပ်ဖွယ်အနေအထားတွေကိုမှန်မှန်ကန်ကန်သူသိမြင်နားလည်ပြီးတော့သူဇံရတယ်လို့ဆိုတယ်အဲ့ဒီဇံလက်ရှိနဲ့သေတဲ့အတွက်ကြောင့်အဲ့ဒီမင်းသမီးဘဝသေတဲ့အခါကျတော့သူကပြမာသွားဖြစ်တယ်တဲ့